ခန္ဓာကိုယ်မှာတကြားတက်လွန်ကဲနေကြောင်းပြတ်တက်နေတဲ့လက္ခဏာ9 ရက်ရှိပြီးဒါတွေကိုလစ်လျူရှုထားမယ်ဆိုရင်တင့်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်ဒါပေမဲ့မပူပါနဲ့သွေးရင်းတကြားတက်ကိုထိညှိပေးမဲ့လက်တွေ့ကျတဲ့နေလန်9 ရက်ကိုမျှဝေပေးလိုက်ပါမယ်နေလန်တက်အာဟာရမျှတအောင်စားသုံးပါပေါင်မုံဖြူလိုကာဘိုဟိုက်ဒရိတ်တက်တို့အချိုစာတွေကြီးပဲစားမဲ့စားပရိုတင်းအမြင့်တက်ဒါမှမဟုတ်ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေနဲ့တွဲဖက်စားသုံးပါဥပမာအုတ်ကြုံကိုအခွန်မာသီးတွေဘယ်ရီသီးတွေနဲ့တွဲစားတာမျိုးပါဒါကတကြားတက်ကိုနိုင်ပေါင်းများစွာတည်ငြိမ်စေပါတယ်နေလန်နှစ်နေ့စဉ်တက်ကြွလှုပ်ရှားပါနေ့တိုင်းကျင်သွားစရာမလိုပါဘူးထမင်းစားပြီးနောက်ရိုးရိုးရှင်းရှင်းမိနစ်20ကနေ30လောက်လမ်းလျှောက်ပေးတာကခန္ဓာကိုယ်မှာပိုနေတဲ့တကြားတက်တွေကိုတိုးလောင်ထားမဲ့အစာလောင်ကျွမ်းစေဖို့ကူညီပေးပါတယ်နေလန်3ရေများတောက်ပါရေကတင့်ရဲ့အကောင်းဆုံးသူငယ်ချင်းပါရေလုံလောက်အောင်တောက်တာကကြောက်ကက်ကနေတဆင့်ပိုရှန်နေတဲ့တကြားတက်တွေကိုစွန့်ထုတ်ပေးပြီးစွမ်းအင်ကိုလည်းတည်ငြိမ်စေပါတယ်နေလန်4အိတ်ချိန်ကိုဦးစားပေးပါအဲ့ရေးမဝခြင်းကအစားအစာတောင်းတမှုကိုပိုချစ်စေပြီးအင်ဆူလင်တုတ်ပြန်မှုကိုလျော့နေစေပါတယ်သွေးရင်းတကြားတက်မြတ်တစေဖို့တညကို9နာရီကနေ10နာရီထိပြည့်ဝစွာအိပ်ဆက်ပါနေလန်ကအချိုစာတွေကိုလျှော့စားပါအချိုရည်တွေတကြားလုံးတွေနဲ့ပြုပြင်ထားတဲ့မုံတွေကိုရှောင်ပါအဲ့ဒီအစားတစ်တီးအခွန်မာသီးတို့ဆေးဖက်ဝင်ရေနွေးချမ်းတို့ကိုအစားထိုးတောက်သုံးပါဒါဆိုရင်တကြားတက်ရုတ်တရက်ကျဆင်းတာမျိုးမဖြစ်ပဲအစာစားခြင်းစိတ်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်အသေးစားပြောင်းလဲလေးတွေကနေစတင်ပါပုံမှန်လှုပ်ဆောင်ပါဒါဆိုရင်တင့်ရဲ့သွေးရင်းတကြားတက်နဲ့စွမ်းအင်တွေတစ်နေ့ထက်တစ်နေ့တိုးတက်ကောင်းမွန်လာတာကိုသတိထားမိလာပါလိမ့်မယ်